အားလုံးပဲမင်္ဂလာညချမ်းပါရှင်ကျမတို့ရဲ့ကိုစောကြီး YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ညတော့ကျမကစာရေးဆရာဦးဖုံးဓာတုရဲ့ပန်းတနတ်ဆိုတဲ့စာအုပ်ထဲကတယ်လီယာဆိုတဲ့စာပိုက်ကလေးနဲ့မိတ်ဆက်ပေးပါစီရှင်ခွေးနှကောင်စကားပြောနေကြသည်တကောင်ကလမ်းပွေခွေးကြံတကောင်ကခြံနဲ့ဝင်းနဲ့နေရတဲ့ VNB တယ်လီယာခွေးပေါ့လမ်းပွေခွေးကစကားစတယ်ဟဲ့ကောင်မင်းပြင်ထွက်ခဲ့ပါလားအပြင်မှာပျော်စရာကြီးကွငါတို့အရက်ထဲမှာငါတို့လူကောင်တွေများကြီးပဲဟိုးလန်ထိတ်ကလက်ဖေးဆိုင်မှာတော်တော်လန်းနဲ့ခွေးမာလေးတစ်ကောင်ရှိငါအဲ့ဒီခွေးမာလေးကိုတွားပြီးဝိုက်နေတာတလားလောက်ရှိပြီအစင်ပြေကနေပြီးလိုက်ခဲ့ပါလားငါကပြင်ထွက်လို့မရဘူးကွငါတခင်ကငါ့ကိုခြံထဲမှာပဲအမြဲထားတာမင်းဘွားကြီးကပြင်းစရာကြီးပါကွာခွေးဖြစ်ရတာမတန်ဘူးမင်းကခွေးဖြစ်ပြီးခွေးလိုနေခွင့်မရတဲ့ခွေးတစ်ကောင်ပဲနေပါအောင်မင်းကတော့လမ်းပေါ်မှာနေပြီးစားစရာရှိလို့လားအမိုက်ပုံနဲ့အင်ဂျူအင်ကြားမှာရှာဖွေစားတောက်နေရတာမင်းတို့ကမှခွေးဖြစ်ကြုံမနဲ့တဲ့ခွေးတွေဒီမဲ့ခွေးဆိုတာခွေးလို့ရှိရဲကွအိမ်ဆောင်ပေးရတယ်ငါတို့ကတော့ဘသူမှမွေးစားခြင်းမရှိတဲ့ခွေးဒီတော့လမ်းပေါ်မှာအိတ်တယ်လမ်းပေါ်မှာစားတယ်အိမ်ထဲကငါတို့ရဲ့ကျေးဇူးရှင်ငါတို့ဟာငါတို့ရဲ့အရှင်သခင်တွေပဲဒါကြောင့်ဟော်ဒီလန်ထဲမှာအိမ်တွေအတွက်ညာတိုင်းငါတို့ကစောက်ရှောက်ပေးတယ်သစိမ့်တွေဝင်လာရင်ငါတို့ကဟောင်းတယ်အတန်ပေးတယ်ငါတို့အတန်နဲ့လူဆိုးတွေတခိုးတွေကိုမောင်းထုတ်ပေးတယ်ငါတို့ကမှခွေးစစ်စစ်ကွာခွေးတူမဟုတ်ဘူးမင်းတီလို့တော့မပြောနဲ့ငါလဲလူလာရင်ဟောင်းတာပါပဲမင်းကမင်းတအိမ်နဲ့ကိုစောက်ရှောက်တာပါမင်းနေတဲ့မိသားစုအတွက်အသုံးဝင်တဲ့ခွေးပါငါကဟောဒီတရက်ကွက်လုံးအတွက်အသုံးဝင်တဲ့ခွေးတန်ဖိုးရှိတဲ့ခွေးကွာဒီမဲ့မင်းကငါ့ကိုလဲငါ့လိုလဲကြည့်မကောင်းအင်းပေါ်လေမင်းမှာအချိန်မှမစားရအချိန်မှမအိပ်ရစားစရာနေစရာမရှိတဲ့ဘဝကိုတနာစရာကောင်းလိုက်တာကွာဟဲ့ကောင်တယ်လီယာမင်းကမှတကယ်တနာစရာခွေးမင်းဆိုတဲ့ကောင်ကတခင်ကျွေးတဲ့အစားအစာကိုပဲခွေးစားလို့ထင်နေတဲ့အကောင်ခွေးညံ့ခွေးပြင်းမင်းဘာပြေပြောမင်းကလူကောင်းကောင်းမနေရပါဘူးကွာကောင်းကောင်းမစားရဘူးမင်းထင်နေတာကိုမင်းစားတဲ့အစားအစာဆိုတာပေးစာကန်းစာတနာစာပါကွာငါစားတဲ့အစားအစာဆိုတာငါကိုယ်တိုင်ရှာပြီးစားတာမင်းထပ်ပူပြီးတန်ဖိုးရှိတယ်ကွာဒီမဲ့လမ်းဘေးခွေးမင်းကြားဘူးရဲ့လားငါတို့လိုအစင်မြင့်ခွေးတွေအတွက်အစင်သင့်လုပ်ထားတဲ့ခွေးစာဆိုတာရှိခွေးအိတ်တဲ့ခွေးအိတ်ရဆိုတာရှိခွေးပြီးတဲ့ခွေးပြီးဆိုတာလည်းရှိတယ်ခွေးရီမွေးတောင်ရှိလိုက်သေးတယ်အဲ့ဒါကြောင့်ပြောတာပေါ့မင်းကခွေးစစ်စစ်မဟုတ်ဘူးလို့ဒေါင်းရောင်ဆောင်နဲ့ကြီးဆိုတဲ့စကားပုံကြားဘူးပါတယ်စကားပုံတစ်ပေါ်လာပြီဟဲ့မင်းကခွေးရောင်ဆောင်နဲ့ကြားငါဆိုရင်နေတိုင်းရီချိုးရတယ်ခွေးခွန်အားတိုးစေးတောက်တယ်တပတ်ကိုတစ်ခါတလိမ့်ဆန်ဆေးကုဆရာဝန်နဲ့ပြရတယ်မင်းတော်တော်အကြွားတန်တဲ့ကောင်ငါကမင်းကိုကြည့်ပြီးခွေးဘွားကိုခန်းစားခွင့်မရတဲ့ခွေးတကောင်လို့ဆိုပြီးငါတို့ကမင်းကိုတနာနေတာငါကလည်းမင်းတို့ကလိုလမ်းပေါ်ကခွေးတွေကိုကြည့်ပြီးတနာနေတာပါခွေးဖြစ်တဲ့ဘဝမှာတောင်ဒုက္ခပေါ်ဒုက္ခဆင့်လို့ဒီမဲ့လူဖြစ်ရင်လူဒုက္ခနတ်ဖြစ်ရင်နတ်ဒုက္ခခွေးဖြစ်ရင်လည်းခွေးဒုက္ခဒီတော့ခွေးမှလည်းခွေးဒုက္ခနဲ့ခွေးရှိတဲ့နာပေါ့ခွေးဖြစ်ပြီးခွေးဒုက္ခမရှိဘူးဆိုရင်ခွေးမဟုတ်လို့ပဲငါကတော့ခွေးဖြစ်ရတာပြောတယ်အချိန်တိုင်းစားရတဲ့အိမ်ကောင်းကောင်းကြီးနဲ့နေရတယ်ငါတခင်အပြင်ထွက်ရင်သူ့မော်တော်ကားပေါ်မှာငါကရှိုးနဲ့စမိုးနဲ့လိုက်ရုံပဲမင်းကလူကားစီးဘူးလို့လားဟဲ့ကောင်တယ်လီယာခွေးဆိုတာခွေးစကားပြောရတယ်ကွာမင်းကခွေးဖြစ်ပြီးခိုးဘွားကိုနားမလဲတဲ့ခွေးကောင်မင်းပါတိလို့လေငါ့ကိုနောက်လာဆိုရင်ခွေးအမလန်းလန်းလေးနဲ့ပေးစားမယ်တဲ့ငါနဲ့အမျိုးတူတဲ့ခွေးအမတကောင်ရှာနေတယ်တဲ့ငါကမင်းတို့လိုလမ်းပေါ်ကခွေးကလေးကွာမဟုတ်ဘူးမင်းနဲ့စကားပြောရတာမောတယ်ကွာငါကဒိုလန်းတဲ့ကပျော်စရာတွေရှိတဲ့အကြောင်းလာပြောတာအတူပျော်စေခြင်းလို့လာပြီးမိတ်ဖွဲ့တာမင်းကခွေးဘွားကိုမိနေတဲ့ခွေးအကြွားတန်တဲ့ခွေးဘဝင်မြင့်တဲ့ခွေးမပီတာတဲ့ခွေးဖြစ်ပြီးခွေးတကောင်လိုနေခွင့်မရတဲ့ခွေးစကားကြောရှည်မနေနဲ့ခဏနေငါတခင်ကငါ့ကိုနေ့လည်စာစားပြီးနေ့လည်စာလာပြီးကြွေးတော်မှာငါမအားဘူးမင်းသွားတော့ဟုတ်ပါပြီကွာမင်းကတခင်ကြွေးတဲ့လောက်ကိုဘဝလို့ထင်နေတဲ့ကောင်တခင်ကြွေးတာကိုစားပြီးတခင်ခိုင်းတာကိုလုပ်ရတဲ့ခွေးတခင်မျက်နှာကိုကြည့်နေရတဲ့ခွေးတခင်အလိုကျအမိနှံ့ရတဲ့ခွေးဘဝရဲ့အဓိပ္ပာယ်ကိုစဉ်းစားခွင့်မရတဲ့ခွေးအယောင်ဆောင်တွေအောက်မှာဘဝပြက်နေတဲ့ခွေးအဲ့ဒီအချိန်မှာခြံထဲကလူတယောက်ဝင်လာတယ်ဟဲ့ဂျူမုံခြံဝမှာဘာလုပ်နေတာလဲလာခဲ့စမ်းလေဘေးမှာပတ်ထားတဲ့တန်ကြိုးကိုစောင့်ဆွဲပြီးဂျူမုံလို့ခေါ်တဲ့တယ်လီယာခွေးကိုသူ့ရဲ့တခင်ကတိုက်အိမ်လှလှကြီးတွေကိုခေါ်သွားပါတယ်လမ်းဘေးကခွေးပြုံးပြီးတယ်လီယာကိုအော်ရွေးပြောလိုက်တယ်ငါပြောဖို့မေ့နေလို့ငါလေဘေးမှာမင်းတို့တန်ကြိုးကြီးမရှိဘူးကွဟုတ်ကဲ့နောက်ညဒီမှာလည်းအခုလိုစိတ်ဝင်စားဖွယ်ရာဘုတုတရဖွယ်ရာတုတရတာစာပေများကိုဖတ်ပြပေးမှာဖြစ်လို့ like and subscribe လေးလုပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်ရှင်အားလုံးပဲကောင်းမွန်သောညချမ်းတစ်ညကိုပိုင်ဆိုင်နိုင်ကြပါစေရှင်ကျေးဇူးအများကြီးတင်ပါတယ်